ကဲအားလုံးပဲမိလာပါငါးပါးတီလာကိုတတိနဲ့စောင့်ထင်ရမယ်ဆိုတာကိုအနောက်ပိုကင်းလို့ပြောပြပါဆိုပြီးတော့မှမှတ်မှာတွေ့လို့ပေါ့နော်ငါးပါးတီလာကိုကြတော့အနောက်ပိုကင်းလူကကြတော့တခေရီလို့ပဲသုံးတယ်ပေါ့နော်တခေရီရိုက်မိန်နော်ငါးပါးတီလာဆိုရင်တခေရီရိုက်မိန်တော့တတိနဲ့စောင့်ထင်ရမယ်တတိကိုကြတော့အနောက်ပိုကင်းလူကစထတထတစထတထတနော်ထိစောင့်ထင်ရတာကိုကြတော့ပေါ်ထလို့ပဲပြောတယ်ပေါ့နော်ပေါ်ထဆိုတော့ထိမ့်သိမ့်တယ်စောင့်ထိမ့်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပေါ်ထလို့ပဲသုံးတယ်ဆိုတော့ပကဘာပေါ်ထတခေကြီးရိုက်မိန်တော့လာစထတထတာလောပကဘာပေါ်စထအီလမွဲပါကိုပကဘာပေါ်ထတခေကြီးရိုက်မိန်တော့လာစထတထတာလောနဲပကဘာပေါ်ထတခေရီရိုက်မိန်တော့လာစထတထတာလောဒီလိုပဲပြောရမယ်ပေါ့နော်အနောက်ပိုကင်းလိုကအကဲစကုတ်စတာနဲ့